Let's go get TV လေးပါမရအခုသူကပြောလိုက်လို့ရှိရင်သူအရင်ဥစားဖြစ်မှာဆိုလို့စိတ်လှုပ်ရှားမှာစိတ်လှုပ်ရှားမှာဆိုလို့သူကအရင်အားပြည့်နေတဲ့ချိန်ကတော့အမခဏထိုင်ပေးပါအောင်ကျွန်တော်မပြောခိုင်းသေးဘူး Please come up Please လူရှိလားအဲ့ဘုဖွင့်ကြည့်ပါဖွင့်ရတာဒီမှာလူရှိတဲ့လို့ခေါ်တယ်တဲ့ဟောက်တယ်ဖိတ်မနေ့ကကြာဖြစ်တဲ့အချိန်မှာကျွန်တော်အိမ်မှာရှိတယ်လေအိမ်မှာဖြစ်တော့တော်တော်လည်းတော့ထိတ်လန့်သွားတော့ပေါ့ကြံတဲ့မိသားစုတွေရောကျွန်တော်မိသားစုတွေတော့ဘာမှမဖြစ်ဘူးကြံတဲ့မိသားစုတွေရောဖြစ်တာပေါ့နော်စိတ်ထဲမှာတော့မကောင်းဘူးပေါ့ဗျာနော်ဒီဟာတွေကိုမြင်တွေ့ရတော့စိတ်ထဲမှာတော့မကောင်းဘူးပေါ့ နေရတော့ဗျာစိတ်မကောင်းဘူးဗျာရွာတဲ့အဲတရားတွေစီစီကိုကုန်ပြောတယ်မဟုတ်ဘူးတွေကုန်ပြောတယ်တကားကိုတောင်းတန်းနေရောကုန်ပြောသွားပြီရွာတော့ကုန်ဆုံးရှုံးလို့